Good morning everyone, this is Tasway from MIPD Institute. Today I will be teaching some English pronunciation tips. English pronunciation နဲ့ပတ်သက်တဲ့အတန်ထွက်မှန်မှန်ကန်ကန်ထွက်လာနိုင်အောင်လို့အထောက်အကူပြုစေမယ့် tips လေးအချို့ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့မျှဝေဖို့ရွေးချယ်ထားတဲ့အကြောင်းအရာကတော့ L deletion လို့ခေါ်တဲ့စကားလုံးတွေမှာ L ဆိုတဲ့ alphabet ပါတယ်ဆိုလို့ရှိရင်အဲ့ဒီ LD ရဲ့အတန်ကိုမြုပ်ပြီးတော့ဆိုရတဲ့စကားလုံးအချို့ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ Let's see some example. ဥပမာနည်းနည်းကြည့်ရအောင်။ပထမအဆုံးဥပမာကတော့ CALM come ဆိုတဲ့စကားလုံးဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့ငြိမ်သက်သောဆိုတဲ့အဓိပ္ပာယ်ကောက်လို့ရပါတယ်ပေါ့နော်။အဲ့တော့ဒီ CALM come မှာကျွန်တော် L ဆိုတဲ့စကားလုံးရဲ့ alphabet ရဲ့အတန်ကိုမြုပ်ပြီးတော့ဆိုရပါတယ်။အဲ့တော့အတန်ထွက်အမှန်ကတော့ come ကျွန်တော်တို့ calm down ဆိုတဲ့ဟာမျိုးဟိုစကားလုံးမှာပါတယ် calm ဖြစ်ပါတယ်အဲ့တော့နောက်စကားလုံးအနေနဲ့ဆိုလို့ရှိရင်တော့ PALM palm ဆိုတာကကျွန်တော်တို့လက်ပေါ်ပါပေါ့နော်ဒီစကားလုံးမှာလည်း L ဆိုတဲ့ alphabet ရဲ့အတန်ကိုမြုပ်ပြီးတော့ဆိုရပါတယ်နောက်ထပ်ဥပမာတစ်ခုကြည့်ရမယ်ဆိုလို့ရှိရင်တော့ WALK walk ဆိုတဲ့စကားလုံးမှာလည်းကျွန်တော်တို့ L ကိုမြုပ်ပြီးတော့ဆိုရပါတယ်အဓိပ္ပာယ်ကတော့လမ်းလျှောက်သည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကတော့ TALK talk ဆိုတဲ့စကားလုံးမှာလည်းကျွန်တော် L ဆိုတဲ့အတန်ကိုမြုပ်ပြီးတော့ဆိုရပါတယ်အဓိပ္ပာယ်ကတော့စကားပြောသည်နောက်ဆုံးအနေနဲ့ရွေးချယ်ပြီးတော့ပြောချင်တဲ့ဥပမာကတော့ကျွန်တော်တို့ CHALK shock ဆိုတဲ့စကားလုံးမှာလည်းကျွန်တော် L ကိုမြုပ်ပြီးတော့ဆိုရပါတယ်အဓိပ္ပာယ်ကတော့ကျွန်တော်မြေဖြူပေါ့နော်မြေဖြူတွေကိုခေါ်တယ်အဲ့တော့ဒီလိုမျိုးစကားလုံးတွေနောက်ထပ်အများကြီးရှိပါတယ်အဲ့ဒါတွေကိုဆက်လေ့လာဖို့လိုပါတယ်အဲ့တော့အင်္ဂလိပ်စာလေ့လာနေတဲ့သူတွေအနေနဲ့သိထားမှာကစကားလုံးတိုင်းမှာ L ပါတိုင်းမြုပ်ရမှာမဟုတ်သလိုတချို့သောစကားလုံးတွေမှာပဲကျွန်တော် L ကိုမြုပ်ပြီးတော့ဆိုရတာဖြစ်တယ်အဲ့တော့ဘယ်စကားလုံးတွေမှာ L ကိုမြုပ်ပြီးတော့ဆိုရလဲဆိုတာတေချာလေးလာဖို့လိုပါတယ်ဒီလောက်ဆိုလို့ရှိရင်တော့ဒီနေ့ဆွေးနွေးထားတဲ့ဒီစကားလုံးတွေရဲ့အတန်ထွက်အမှန်ကိုရလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် Thank you so much